ဒီ SPC ရဲ့ညှင်းချမ်းရေးလမ်းကလန်တဲ့အကြောင်းကိုအဖအနေနဲ့အဖဘယ်လိုမြင်လဲသူတို့ကလန်ကခုဒီတော့ကျွန်တော်တို့အနည်းဘယ်လိုပြောရမလဲဆိုတော့ကလန်ကောင်းတယ်ဒါပေမဲ့သူတို့ကတဖွဲ့ချင်းသူတို့ကလန်တယ်တခုလုံးသူတို့တပီလုံးသူတို့မကလန်ဘူးကျွန်တော်အဲ့လိုမြင်တယ်အဲ့ဒါပဲဒီအဖအနေနဲ့ဒီနာဖားကဒီမိန်လာနဲ့တပ်ဖွဲ့369နဲ့ဝါတပ်ဖွဲ့4 6သူတို့ရွေးပြီးတော့ဖိတ်ခေါ်လာအဖရဲ့အမြင်ကိုဘယ်လိုမြင်လဲသူတို့အဲ့လိုခေါ်လာဟိုဒီပေါ့ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့လိုလာတာညင်းချဲလိုလာတာပေါ့ဗျာတော့တပီလုံးကျွန်တော်လိုလာတယ်ဒါပေမဲ့သူတို့ဒီကနေ့ကလန်တာသူတို့ဟိုဒီဘယ်လိုပြောမလဲတဖွဲ့ချင်းသူခေါ်တယ်အဲ့ဒီခေါ်တဲ့အခါဆိုတော့သူတို့ကလည်းဟိုဒီမို့ကျွန်တော်တို့မကြိုက်ဘူးကျွန်တော်တို့လိုတာညင်းချမ်းကြီးဆိုလိုလာတယ်ဒါပေမဲ့တခုလုံးနဲ့တခုချင်းကျွန်တော်လိုတာတခုလုံးသူတို့လိုလာတာတခုချင်းတယ်လို့ကျွန်တော်တို့မကြိုက်ဘူးအဲ့ဒါပဲနောက်ပြီးတော့ဒီတစ်ခါမှာတို့ညင်းချင်းရေးခေါ်ကလန်တာတို့တကယ်ညင်းချင်းရေးလိုလာချင်တာဒါမှမဟုတ်တဖက်ကနိုင်ငံရေးကစားချင်တဲ့လမ်းစီလာပြီးဘာဖြစ်လို့မင်းအဲ့လိုယူမင်းတယ်ပေါ့တကယ်တို့ကနိုင်ငံရေးကစားတော့တကယ်တော့စစ်မှန်တယ်ပပပြီးစစ်မှန်လိုလာတယ်နော်စစ်မှန်တယ်ကျွန်တော်လိုလာတယ်ဒါပေမဲ့တို့ကဒီကနေ့တကယ်ပြောလို့ရှိရင်တို့ကအစိုးရတော့အယက်သားအစိုးရတော့ခေါ်တယ်ဒါပေမဲ့အယက်သားအစိုးရတော့မဟုတ်ဘူးကျွန်တော်တို့မြင်တာနဝတစစ်အစိုးရအဲ့လိုကျွန်တော်မြင်တယ်ဒါကြောင့်မတို့ခေါ်တာခုနကကျွန်တော်ပြောတယ်လို့ပဲတခုလုံးတို့မခေါ်ဘူးတခုချင်းတို့ခေါ်တယ်ခွဲပြီးခေါ်တယ်ဒါကျွန်တော်လည်းနဲ့ချက်ခိုင်းတယ်တူပဲနောက်ပြီးတော့တို့အကယ်တို့ညင်းချင်းလိုလာချင်တယ်ဆိုချင်းဆိုလို့ရှိရင်ပထမအဆုံးတို့ပါကိုလောက်တင်တယ်လေဒီညင်းချင်းရဲ့လမ်းစီမှာအမှန်ကတကယ်တို့စစ်မှန်လို့ချင်တယ်နော်ကျွန်တော်မြင်တာဥမာဒီကနေ့တို့ကလန်လာကဲမကာဘူးနော်နိုင်ငံရေးသမားတို့ကလန်နေနော်နိုင်ငံခြားရောက်နေနိုင်ငံရေးသမားတို့ကလန်နေခေါ်လာတယ်တော့ပြီးတော့လက်နဲ့ကဲမဲ့လူလည်းတို့ကလန်လာတယ်ဒါပေမဲ့ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်မြင်တာဟိုဒီမို့ထုံနိုင်ငံရေးကအကျဉ်းထောင်အကျဉ်းသားအဲ့ဒါအရင်လူရမယ်နှစ်ထုံကြောလို့ရှိတယ်အဲ့ဒါတို့လည်းမလုပ်ဘူးအဲ့ဒါမှန်လားမမှန်ဘူးလားကျွန်တော်မယုံဘူးအဲ့လိုမျိုးတော်လည်းဖက်ကတို့ဆွေးနေမယ်ဆိုလို့ရှိရင်ဆွေးမဲ့หมู่ရဲ့အပေါ်မှာပါหมู่နဲ့ဆွေးနေတင်တယ်လားပါခုနကပြောသလိုပဲလေဘယ်หมู่နဲ့ဆွေးနေတင်တယ်လဲဆိုတော့ကျွန်တော်တို့တင်းတာမုံစီပိတာနော်ကျွန်တော်တို့စိတ်မှန်တကယ်စိတ်မှန်နဲ့ပြည်တော်စုကျွန်တော်လိုလာတယ်နော်တကယ်အဲ့ဒါမဟုတ်လို့ရှိရင်ကျွန်တော်တို့ကတခုလုံးနဲ့တခုချင်းကျွန်တော်လိုလာတယ်တခုလုံးနော်ဒါပေမဲ့ကျွန်တော်တို့တခုချင်းကျွန်တော်လိုလာဘူးတခုလုံးလိုလာတယ်ဒါကြောင့်မို့ဘယ်လိုပြောနေသူတို့ကခေါ်တယ်ဒီကနေ့ခေါ်တယ်ဒါပေမဲ့ကျွန်တော်လိုလာတာအကျဉ်းသားထုံအဲ့ဒါလူမအဲ့ဒါအပေါ်မှာကျွန်တော်တို့မူကစီထားပြီးသားအဲ့ဒါကျွန်တော်ယူကြည့်တယ်ရှမ်းပြည်မှာဖြစ်ပြနေတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဘယ်လိုလုပ်ရမလဲဆိုတော့အပအနေနဲ့ဘယ်လိုမြင်လဲကျွန်တော်တို့မြင်တာအရင်တော့ကျွန်တော်တို့စီထားပြီးသားကိုဥမာကျွန်တော်တို့ရှမ်းပြည်နယ်မှာတကယ်ဖြေရှင်းနေလို့ရှိရင်အခုလည်းတော့ချင်းရောပဲဖြစ်ဟိုဘာလဲရခိုင်ပဲဖြစ်နော်သူတို့တဘောတူတာဟိုလေးပေါ့ကျွန်တော်ရှမ်းပြည်နယ်မှာเป็นลงเสียชุบအဲ့ဒါနဲ့ဖြေရှင်းကောင်းဆုံးပဲဒေါ်ဆန်းစုကြည်လည်းအဲ့ဒါလက်ခံတယ်အဲ့ဒါပဲကျွန်တော်မြင်ကျွန်တော်တို့ကတကယ်ပြောလို့ရှိရင်ကျွန်တော်ရှမ်းပြည်နယ်မှာစီးနေကျွန်တော်တို့ပြည်သူလူထုလိုလားတဲ့နဲ့အခုအချိန်ပေါ့နော်ညီချမ်းရေးလိုလားတယ်ဒါပေမဲ့ကျွန်တော်တို့ကညီညွတ်နဲ့ဟိုဒီပေါ့တသွေးတသားသေးအဲ့ဒါကျွန်တော်တို့ပြီးဆောက်ရမယ်ကျွန်တော်တို့ကခံယူရမယ်အဲ့ဒါပဲကျွန်တော်တို့ကပြဿနာပြည်စင်းတို့လွယ်တယ်အဲ့လိုမဟုတ်ပြဿနာပြည်စင်းတို့မလွယ်သေးဘူးကျွန်တော်အဲ့လိုမြင်တယ်
နောက်ဆုံးအနေနဲ့အဘဘာပြောချင်တယ်ဒီအမေခုနှစ်မှာမပါတဲ့ဥစ္စာ နောက်ဆုံးလားနောက်ဆုံးတော့ဘယ်လိုပြောချင်မလဲဆိုတော့ဟိုဒီမော့တကယ်စိတ်မှန်တဲ့ပြည်တော်စုတကယ်မှန်တယ်ဆိုတော့ကျွန်တော်တို့ကညီချမ်းလေးတော့သူတို့ခေါ်တာကျွန်တော်တို့လုံလာပါတယ်ဒါပဲ